ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ရွန်းလူကတချန်သားနီးပြီဆိုတော့မုံလုံးရေပေါ်ဘယ်လိုလုံးရလဲဆိုတာကိုပြောပြပေးသွားပါမယ်နော်အရင်ဆုံးကောင်းချင်းဆန်နဲ့ဆန်ချမ်းကိုရောပြီး2 နာရီလောက်အနည်းဆုံးရေစိမ်ထားရပါမယ်ရေစိမ်လို့နူးပြီဆိုတာနဲ့မုံနဲ့ရအောင်မုတ်ကျစ်ဆက်တဲ့ထည့်ကြည့်ပါမယ်ဒီလိုမျိုးမုံနဲ့ရပြီဆိုတာနဲ့ခဲသွားအောင်မုံလေးအိတ်ကိုလုံအောင်ချီပြီးအပေါ်ကနေကြောက်တုံးလိုအလေးတစ်ခုနဲ့ဖိထားရပါမယ်ကဲမုံနဲ့တေခဲပြီဆိုတာနဲ့စီရနန်းငယ်လက်မှာတုပ်ပြီးနေရပါမယ်ရှင်ပြီးရင်တော့ထငယ်ခဲလေးတွေကိုအတုံးသေးသေးလေးတွေတုံးထားရပါမယ်ဟိမယုတ်သေးစိမ့်မကန်သေးကိုတော့ဖွက်ထားလိုက်မယ်နော်ပြီးရင်မုံနစ်ထဲကိုထငယ်လေးထည့်ပြီးလုံးပါမယ်မယုတ်သေးစိမ့်လေးလည်းထည့်ပြီးကန်ထူးရှင်ရွေးပါမယ်ရှင်လုံးမိရနဲ့ရေပွက်ပွက်ဆိုတဲ့အိုးရဲကိုထည့်လိုက်ပါမယ်ရှင်ဟောကြည့်ပါဦးမလုံးလေးတွေကရေပေါ်ကိုတက်လာပြီဒါကြောင့်သူ့ကိုမလုံးရေပေါ်လို့ခေါ်တာပေါ့ပြီးရင်ရေပေါ်ပေါ်နေတဲ့မလုံးရေပေါ်တွေကိုစကားနဲ့ဆယ်ပြီးမပြောတဲ့ခင်းထားတဲ့ဗန်းနဲ့ထည့်လိုက်ပါမယ်ရှင်နောက်ဆုံးမှာတော့စားနဲ့ရင်နဲ့ရောနေထားတဲ့အုံးသီးပတ်လေးတွေကိုမလုံးရေပေါ်ဖြူလိုက်တဲ့အခါအရန်ကိုစားကောင်းတဲ့မလုံးရေပေါ်လေးရပါပြီနော်စားကြပါအောင်ရှင်အားလုံးပဲပျော်ရွှင်စရာတစ်ကြံလေးဖြစ်ပါစေရှင်နောက်ဗလော့မှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်